စိတ်ဓာတ်မြင့်မားတဲ့ပုဂ္ဂိုလ်တွေကိုလူလို့ခေါ်တာအထက်ကိုတလူလူတက်တဲ့စိတ်ဓာတ်ရှိတဲ့မြင့်မြတ်တဲ့စိတ်နေသဘောထားရှိမှလူလို့ဖြစ်တယ်သို့သောလူတွေထဲမှာလူစိတ်ဓာတ်ကင်းမဲ့ပြီးတော့တိရစ္ဆာန်တွေရဲ့သဘာဝမျိုးတွေကိုလည်းလူတွေရဲ့ထဲမှာသွားတွေ့နေရတယ်ပေါ့နော်တူနိုင်ကျင့်တယ်ဆိုတာတိရစ္ဆာန်တွေရဲ့သဘာဝတစ်ခုအဲ့ဒီတိရစ္ဆာန်တွေရဲ့သဘာဝတစ်ခုဟာလူသားတွေထဲမှာလည်းလာပြီးတော့တွေ့နေရတော့တကယ်လူသားစစ်မှန်ပြီးတော့လူစိတ်ဓာတ်အပြည့်အဝရှိတယ် human dignity ခေါ်တဲ့လူဂုဏ်သိက္ခာအပြည့်အဝရှိပြီဆိုလို့ရှိရင်အနိုင်ကျင့်ခြင်းဆိုတာမရှိတော့လောကလူသားတွေဟာအားရှိအားမဲ့အားရှိတဲ့ပုဂ္ဂိုလ်ဟာအားမဲ့တဲ့ပုဂ္ဂိုလ်ကိုအနိုင်ကျင့်ကြတယ်ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ဟာပစ္စည်းဥစ္စာမရှိတဲ့ပုဂ္ဂိုလ်အနိုင်ကျင့်တယ်ပညာတတ်တဲ့ပုဂ္ဂိုလ်မတတ်တဲ့ပုဂ္ဂိုလ်အနိုင်ကျင့်တယ်အသက်ကြီးတဲ့ပုဂ္ဂိုလ်ကတငယ်တဲ့ပုဂ္ဂိုလ်လေးတွေကိုအနိုင်ကျင့်တယ်လို့ဆိုတယ်လူလောကမှာမမြတ်တာတဲ့လောရတွေဟာလူစိတ်ကင်းကွာနေတဲ့အခါမှာဖြစ်ပေါ်လာတတ်တယ်အဲ့ဒါကိုစာပေကျမ်းကမှာလူစိတ်ကင်းပြီးတော့အနိုင်ကျင့်တယ်ဆိုတာဘယ်လိုဟာမျိုးဘာကြောင့်အနိုင်ကျင့်မှုဖြစ်တယ်လဲလို့ဆိုလူတွေရဲ့စိတ်နေသဘောထားတွေဟာရှမယံခါအမျက်ဒေါသရှင်ထဲမှာထားကြတဲ့အခါမှာကက်ကလောကျမ်းတယ်စိတ်ကျမ်းတယ်စိတ်ဓာတ်အနေအချင်းသူတို့ဘာကိုနှိမ့်ဆက်ခြင်းနဲ့အနိုင်ယူခြင်းနဲ့တစ်ဖက်သားအပေါ်မှာအနိုင်ကျင့်ခြင်းနဲ့ဆိုတဲ့သဘောတွေဖရုတော်တစ်ဖက်သားကိုဒုက္ခရောက်အောင်လုပ်ခြင်းနဲ့ပရံဥသေးတိဒါဟေတိတိဖရုတော်ဆိုတစ်ဖက်သားကိုစိတ်ဆင်းအောင်လုပ်ခြင်းနဲ့လူစိတ်တယ်တာဟတိကောဆိုတဲ့စကားလုံးကအနိုင်ကျင့်တယ်လူတွေမှာအဲ့ဒီအနိုင်ကျင့်တယ်ဆိုတဲ့လောက်ရက်တွေဟာလူလောကမှာလည်းတွေ့နေရတယ်ပေါ့နော်အဲ့ဒီတွေ့နေတဲ့ဟာလူတွေရဲ့ဇယိုက်လက္ခဏာတွေဟာဘာကြောင့်ဖြစ်ပေါ်နေသလဲဆိုတာအဲ့ဒါတွေဟာဖြစ်တဲ့သလားစဉ်းစားကြအောင်ဒါလေးခသုတ်တံမှာမြတ်စွာဘုရားကနှလုံးသွင်းမှုပြောတာနှလုံးသွင်းမှုထဲမှာကျင့်စဉ်တစ်ခုအနေနဲ့ကိုပြင်ဆင်ကြရမယ်အနေအထားတစ်ခုပေါ့ငါမှာအနိုင်ကျင့်ခြင်းနဲ့စိတ်ဓာတ်ကြမ်းတမ်းတဲ့စိတ်ဓာတ်ငါမှာရှိသလားရှိလို့ရှိရင်ဒီစိတ်ဓာတ်မျိုးငါပြင်ရမယ်အတ္တသမ္မာပဏိတိမင်္ဂလာကိုယ်စိတ်ကိုကောင်းအောင်ပြုပြင်တာမင်္ဂလာတစ်ခုမင်္ဂလာဆိုတာကြည့်ပါတော့လောကလူတွေကမင်္ဂလာတော့လိုချင်တယ်သို့ပေါ့မင်္ဂလာရှိအောင်လုပ်ဖို့ကြတော့လက်နှေးနေတတ်တယ်ပေါ့နော်မင်္ဂလာရှိမှမသိတာဖြစ်တယ်အဲ့တော့ချမ်းသာတယ်ရက်ဆက်တယ်အနိုင်ကျင့်တယ်ဆိုတာဟာလူသားတွေရဲ့အမှုအကျင့်မဟုတ်ဘူးတိရစ္ဆာန်တွေရဲ့အမှုအကျင့်လို့ခေါ်ရမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့တိရစ္ဆာန်တွေရဲ့အမှုအကျင့်တွေဟာလူသားတွေထဲမှာလာပြီးတော့ရောက်ရှိနေခြင်းဟာကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူးမကောင်းတဲ့လက္ခဏာ